င်္ဂလာပါရှင်ဒီနေ့ညတတာပါဒီနေ့တတာကမိုင်းခွဲလေးကိုစော့ပြပေးပါမယ်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျန်တဲ့ဆိုရင်လည်း live star လေးလုပ်ပြီးတော့ဘေးနာခါလာလေးကိုတိကျမှုမင်းနဲ့နော်အဲ့ဆို let's go ဟုတ်ကဲ့ပါရှင်ကျမဝါတဲ့ချိန်ကညဘက်ရောက်သွားလို့စောသိပါနော်ကဲမနေ့ရောက်ပြောပေးပါမယ်ကဲဟုတ်ကဲ့ပါမနေ့ရောက်သွားပါပြီရှင်မအိတ်ဆောက်ပြပါမယ်ကဲလိုက်ကြည့်ပေးကြပါပစ္စည်းရလေငကိုတက်ပို့ပြီးတော့သေးသွားရပေါ့နော်ဒီမှာကြည့်ရတယ်နော်ရေတော့ဆိုတာလေးရလေကြီးရပေါ့နော်ဒီဟာကြအကြီးရပေါ့နော်ခုကြတဲ့သေးသွားဘာလို့လဲမသိတသားလေးပဲဆောက်လိုက်ပါပေါ့နော်ကဲမလဲရပါမယ်ဟောမကျမMy melody အင်္ဂလိပ်ဆောက်ပြမယ်ဒီမှာလူလာကြတော့အပန်းရောက်လို့မယ်ကြတော့အဖြူရောက်လို့မယ်အမဲရောက်လို့ပေါ့နော်ကဲဒါလေးကိုကြောက်ပါကြိုက်တလောက်တော့ဆောက်လို့ရရပေါ့နော်ကျမအိမ်လောက်စတာကြိုက်တလောက်ဆောက်လို့ရပါတယ်ဒါလေးကိုကျမကတော့အဲ့ဒါထက်လည်းမကြည့်လို့လိုက်ပါပဲကြက်လေးပေါ်လေးပြန်ကြက်ဒီဘက်မှာအဲ့လိုမျိုးပဲလေးပဲထက်လို့ပါအဖြူအောင်လေးလုပ်ချင်လိုက်အမဲအောင်လေးလုပ်ချင်ကျမတော့အဖြူလေးလုပ်လိုက်ပါလေပုံဆုံးမှာကျတော့အမဲလေးလုပ်လိုက်မှာပေါ့နော်မဲလိုဒီမှာကျတော့ဒီလိုလေးပါတယ်ပေါ့နော်မိုင်းမိုလိုဒီလားမသိဘူးဟုတ်တယ်မိုင်းမိုလိုဒီလေးမှာကျဒီလေးပါပါတယ်ကဲဒီလိုလေးကျမကတော့ဒီလိုလေးစောက်လိုက်တယ်ပေါ့နော်ဒါလည်းဆိုတော့ပပက်လေလုပ်လိုက်မယ်ပေါ့နော်ကဲဒီအောက်လေးမှာကျတော့ဒီလိုပန်းရောင်လေးဘယ်နှခုကြိတ်လောက်ထားပါကျမတော့10ခု13ခုလောက်ထားတယ်ပေါ့နော်ကဲရပြီဆိုအပေါ်မှာခုနကအတိုင်းပဲအပန်းရောင်လေးပြထားပါမယ်အပန်းရောင်လေးထားပြီးသွားရင်မလို့ခဏနော်okay အိုးမားကုန်ပြီကဲဒီလိုမျိုးလေးထပ်လုပ်ပါမယ်ခဏမှနေဖုတ်တော့မဟုတ်သေးကဲပြကြရဲ့အပေါ်မှာအမဲလေးထပ်လုပ်ပါမယ်အဲ့လိုမျိုးလေးပဲစတိုက်လုပ်လာပြီးပါပဲနော်ကဲကျမဆောက်တာကြာသွားမှာဆိုတော့ဟိုလိုမျိုးထပ်လုပ်လိုက်မယ်ပေါ့နော်ဒီလိုလေးခဏရက်ပြီးတော့ပုတ်လုပ်ပေးပါမယ်တန်ဒီမှာအိမ်လေးဆောက်လုပ်ပြီးသွားပါပြီကဲထဲထဲမှာပစ္စည်းလေးတော့မထားရသေးဘူးပေါ့နော်ပစ္စည်းလေးထားလိုက်ပါဦးမယ်ကဲစထားပါမယ်ရေစိုးစအုပ်ကိုလေးလိုပါတယ်ရှင်ဒါတော့လေးလိုပါတယ်ဒါလေးကိုဒီလိုလေးမီလိုအောက်ထိမထုံးလာနဲ့ကဲပြကြရေးအိယာကြိုက်လောက်ထားလို့ရကျမနှလုံးမဲထားပါနှလုံးမဲထားပါနော်ပြကြရင်တော့ဒီဘက်မှာမီးဖို့ကြတယ်ဒီဘက်မီးဖို့ကြလို့လိုက်ပါမယ်ကဲမီးဖို့ကြောက်တွေ့လိုလာရကြတော့ဒါလေးလိုတယ်ဒါလည်းလိုပါတယ်ဒီတခုလိုသေးကြဟိုရကဲဒါလေးထားလိုက်ပါမယ်ကဲဒီမှာမီးဖို့ကြောက်ပစ္စည်းရထားပြီးပါပြီဒီဘက်မှာကျတော့ဖိုတုံးလေးဘေးနာတန်လေးကတိကပ်ပြီးကြည့်ပေးကြပါကျတော့အတုံးလေးထားပါမယ်ဒီလိုတုံးလေးပေါ့နော်ဒါလေးရှူမယ်โอ
OK 啦。လေးလေးဝါစောတီပါလေးလေးဝါမောက်လို့ဒီကတာလေးစောတီပါစောင်းနော်ကဲညပတ်တော့ရောက်သွားပြီပေါ့နော်ဒါဆိုအိတ်တော့မယ် mà ai lòng mà nghe cho mà tôi trả thì vô bà mẹ xe mà nên mẹ muốn lên bà rồi tôi biết là nè xôi mà xôi bà luôn xôi cái tí ấy liu xem mấy mà bao bị chậm lấy có mấy mà gì bị than nó phiêu lấy ở sau cái gì về để alo chứ tôi để mà ta ta